ဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ဒီ SEO မှာမကြုံစဖူးကြုံဘူးတဲ့ဒီ experience တစ်ခုကို share ချင်တာပါဆိုတော့case ကဒီလိုမျိုးပါဒီကျွန်တော်တို့ဒီ SEO လုပ်တဲ့အခါမျိုးမှာဒီ website တစ်ခုလုံးကိုပေါ့နော်ကျွန်တော်တို့လုပ်တဲ့ဒီ SEO အကုန်လုပ်တယ်ပေါ့ကျွန်တော်ရဲ့ဒီဘယ်လိုပြောရလဲပေါ့နော်ကျွန်တော်project တစ်ခုဒီပေါ့နော်မြန်မာနိုင်ငံ project တစ်ခုတစ်ပဲ SEO လုပ်တဲ့အခါမျိုးမှာပြဿနာကဘယ်လိုမျိုးလဲဆိုတော့website တစ်ခုလုံးဒီလုပ်တဲ့အခါမျိုးမှာဒီက home page တစ်ခုပဲ Google မှာမဖော်ပြဘူးတခြားသော web page တွေအကုန်လုံးက Google မှာဖော်ပြတယ်ဆိုတော့ဒီပုံမှန်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ရင်ဒီ home page တွေဒီဦးစားပေးပြီးတော့ရင် priority အပြင်ကျွန်တော်တို့ဖော်ပြခံရတာတခြား page တွေကမဖော်ပြသေးဘူးဆိုရင်တော့မှကျွန်တော် home page ကဖော်ပြတယ်ဥပမာအထူးသဖြင့် company name ကို direct ရိုက်ရှာလိုက်တယ်ဆိုရင်လည်းကျွန်တော်တို့ကနေပြီးတော့ရင်ဒီ home page ကိုဒီကဖော်ပြတယ်အဲ့ဒီ website တစ်ခုလုံးမှာဒီ home page တစ်ခုပဲမဖော်ပြဘူးတခြား page တွေအကုန်လုံးက ranking ဖြစ်တယ် Google မှာကောင်းကောင်းဖော်ပြတယ်ကျွန်တော်ရှာရတဲ့အခါမျိုးမှာအဲ့ဒီ home page တစ်ခုပဲမဖြစ်ဘူးဒါကတော့ထူးဆန်းတယ်ကိုကျွန်တော်အတွက်ကျွန်တော်တခါမှလည်းမကြုံဘူးဆိုတဲ့အခါမျိုးမှာကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ထင်လိုက်တာကကြတော့ဒီ home page မှာနေပြီးတော့ရင်ကျွန်တော်တို့ကဒီ technical error ဖြစ်ဖြစ်တစ်ခုခု blog တစ်ခုဖြစ်ထားတယ်လို့ကျွန်တော်ကထင်လိုက်တာဆိုတော့ကျွန်တော်အကုန်နဲ့ဆက်စစ်တယ်စစ်တဲ့အခါမျိုးမှာနေပြီးတော့ကျွန်တော်တို့ကဒီကျွန်တော်ထင်လိုက်တာအဆုံးက robot တို့ပေါ့နော် robot txt တို့နောက်ပြီးတော့ရင်ဒီ robot meta တို့နောက်ပြီးတော့ရင် http header robot ရှိသေးတယ်ပေါ့နော်အဲ့ဒါနဲ့လည်းကျွန်တော်အသေးစားစစ်ကြည့်တယ်သူရဲ့ page ကိုအဲ့ဒါလည်းအကုန်လုံးကျွန်တော်က pass ပြအောင်လုပ်လို့ရတဲ့ case တွေရှိတယ်ဆိုတော့ technical အဖြစ်လည်းဘာ error မှမပြဘူးအဆုံးမှာကျွန်တော်ဒီ tools တွေနဲ့စစ်ကြည့်လိုက်တယ် SEO tools တွေပေါ့နော်ဥပမာ SEMrush တို့ Ahrefs တို့အဲ့ဒီ tools နဲ့စစ်လိုက်ရင်လည်းဘာ error မှမပြဘူးနောက်ဆုံးထိဘယ်လောက်ထိမပြဘူးလဲလို့ဆိုရင် Google Search Console မှာလည်း manual issue ရောတခြားသောဒီmanual action ရောတခြားသောဒီဘယ်လောက်ဖြစ်နေ issue လုံးဝမဖော်ပြဘူးတကယ်လို့ကျွန်တော်တို့ Google Search Console မှာဒီအဲ့ဒီ website ရဲ့အဲ့ဒီ web page ကိုကျွန်တော်ကစစ်စစ်လိုက်တယ်ဆိုလဲဒီ web page ဒီ Google Search မှာဖော်ပြဖို့တဲ့ ready ဖြစ်နေပြီဘာ error မှမဖော်ပြဘူးဆိုတော့ဘယ်လိုပြောရမလဲပေါ့နော်လုံးစရာမရှိတော့ဘူးစဉ်းစားလည်းမရတော့ဘူးတခါမှလည်းမကြုံဘူးအခုက home page တစ်ခုအရေးပါတဲ့ page ပေါ့နော် home page ဆိုတာကဒီ website တစ်ခုမှာအဲ့ဒီ home page တစ်ခုတည်းကိုဖြစ်နေတာဆိုတော့ကျွန်တော်နောက်ဆုံးမဲ့ဘယ်လိုမှကျွန်တော်လည်းဘယ်လိုပြောမလဲပေါ့နော်မစဉ်းစားနိုင်တဲ့အခါမျိုးမှာကျွန်တော်ကနေပြီးတော့ယင်ဒီနောက်ဆုံးမဲ့ကျွန်တော် Google community Google search community ဘောကိုကျွန်တော်တက်ပြီးတော့မေးတယ်သူရဲ့ product expert တွေကနေပြီးတော့ယင်သူကဖြေတယ်မင်းဘယ်ကိုရဲ့ web page တွေ run ကောင်းဖို့အတွက်ဟိုတကယ် quality ဖြစ်လား content တွေကောင်းရလားတော့ထားတော့နော် short title တွေ heading တွေစနစ်တကျထဲလားဒီလိုမျိုး format ကိုသူကထဲထားတော့ဆိုတော့အဲ့ဒီ case တွေကတိုင်းတာတစ်ခုကျွန်တော်နားရတယ်ဒါတွေကလိုအပ်ချက် basic စေခံပိုင်းနေဆိုတာကျွန်တော်နားလည်တယ်ဒါပေမဲ့ပြဿနာကအဲ့ဒါမဟုတ်ဘူးကျွန်တော်သိတယ်အဲ့ဒါမဟုတ်ဘူးအဲ့လောက်မရိုးရှင်းဘူးကျွန်တော်ဖြစ်နေတဲ့ပြဿနာကအဲ့တော့ကြားထဲမှာဗျာကျွန်တော်ဘယ်လိုပြောမလဲတယောက်တည်းအခန်းထဲမှာကြိတ်ပြီးတော့တော်ဒုက္ခရောက်ရတဲ့အရှင်နေ့တွေမှာအများကြီးအကိစ္စကိုကျွန်တော်အခြေချလို့မရတဲ့ case တစ်ခုဆိုတော့အဲ့လောက်မရိုးရှင်းဘူးကျွန်တော်သိတယ်အဖြစ်ကိုဆိုတော့ကျွန်တော်ပြန်ပြီးတော့ရင်ကျွန်တော်ရေးတဲ့အရေးအားကိုတစ်ခေါက်ပြန်ပြီးတော့သူတို့ရေးဖြေတဲ့ဟာကိုကျွန်တော်ပြန်လို့ response ပြန်လုပ်တယ် response ပြန်လုပ်တဲ့အခါမှာကျတော့ကျွန်တော်သူတို့အသေးစိတ်ရှင်းပြတယ်တခြား web page တွေအကုန်လုံးက run ဖြစ်ရတာနဲ့ home page တစ်ခုကမဖြစ်ဘူး home page တစ်ခုကိုဘယ်လိုနည်းနဲ့ပဲရှာ Google search မှာဖော်ပြရင်ကြည်လက်ပြီ Google search မှာတနေ့နေ့နဲ့ဖော်ပြတယ်ဆိုရင်ကျွန်တော်ကင်တွယ်နိုင်ပြီအဲ့လိုဆိုရင်ကျွန်တော် handle လုပ်နိုင်ပြီအဲ့ဒီကပြဿနာကဘယ်လိုနည်းနဲ့မှကို Google မှာရှာပြီးတော့အဲ့ဒီ web page တွေမဖော်ပြဘူးကြိုက်တဲ့နဲ့ရှာမဖော်ပြဘူးဆိုတော့ကျွန်တော်သူ့ဟာကိုကျွန်တော်အသေးစိတ်ပြောပြတယ်ပေါ့နော် Google မှာဖော်ပြရင်ပြီးပြီဘယ်လိုပဲဖော်ပြအဲ့ဒီ web page ကိုဆိုတာကျွန်တော်ဥပမာတခါတည်းဗျာအသေးစိတ်သူတို့ကိုတခါတည်းဟို screenshot နဲ့တခါတည်း feed share ပြောပြတယ်သူတို့ဖြစ်တဲ့ပြဿနာကဘာလဲလို့ဆိုရင် Lumen database အဲ့ဒီ web page ကဘယ်ထဲကိုရောက်လာလဲလို့ဆိုရင် Lumen database ထဲကိုရောက်လာဆိုတော့ကျွန်တော်ဒီအရင်တုန်းကတော့ဒီ SEO ကိုဘယ်လိုပြောလဲလေးလာစားတုန်းကဆိုရင်တော့ဒီဟာဒီ Lumen database ကိုတော့overview တော့ဖတ်ပူတယ်ဒါပေမဲ့မထင်မိဘူးဒီ web page တွေအဲ့လိုမျိုးဖြစ်မယ်လို့လည်းမထင်ဘူးလို့ကိုယ်တိုင်မကြုံတွေ့ဘူးတာလည်းပါတယ်ဆိုတော့အဲ့ဒီဒီ home page URL က Lumen database ကိုရောက်နေတာဘယ်လိုရောက်လာလို့ဆိုတော့ပုံမှန်အဖြစ်ဆိုတော့ तू ကဘယ်လိုအရှင်ကြီးမှရောက်သွားလဲဆိုတော့ तू က copyright ကြီးတာမှန်တယ်ပြောရမယ်ဆိုတော့သူများ website က content ကို
copy ကူးပြီးတော့ကိုယ့်ရဲ့ website မှာထည့်ထားတယ်ပေါ့ဒါအရှိခံအဖြစ် generally အဖြစ်ပြောရမယ်ဆိုရင်သူများ website က content ကိုကိုယ့်ရဲ့ website မှာထည့်ထားတယ်အကြောင်း copy ရညှိတယ်အဲ့လို copy ရညှိလို့တစ်ဖက် website ကနေပြီးတော့ရင် DMCA complaint လို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးသူတို့ကတင်တာဘာလို့ copyright ညှိရဆိုပြီးတော့တင်တာအဲ့တော့ကိုယ့်ရဲ့ website ဒီ Google search ကကိုယ့်ရဲ့ website မဟုတ်ဘူးအဲ့ဒီ web page ဒီ Google ကနေပြီးတော့ရင် Google search ကနေပြီးတော့ရင် remove လုပ်ခံလိုက်ရတယ်တကယ်တော့အဲ့ဒီ web page ကဘယ်အချိန်တည်းကမှတော့ remove လုပ်ထွက်ဒီ Google search မှာ Google search result ကနေ remove လုပ်ထားလဲဆိုတော့2020နဲ့နေကြရမယ်လို့2022ထဲရမယ်လို့ remove လုပ်ခံထားရတာအဲ့ဒီ web page ကဒါပေမဲ့client ကိုလည်းပြောရမယ်ဆိုရင်တို့တတိမထားမိလို့ဖြစ်မှာပါအဲ့ပါတော့နော်ဆိုတော့အဲ့ဒီတွေကပဲနော်အဲ့ဒီ web page က Google search မှာမဖော်ပြဘူးတခုခုရှာလိုက်ရင်တော့တခြား page ပဲပြတယ်အဲ့ဒီသူတွေက home page ကိုလုံးဝမပြဘူးအဲ့ဒီတွေကမပြတာဆိုတော့ကျွန်တော်စီကိုရောက်မှကျွန်တော်ကြံကောင်းတယ်လို့ဆိုလာပါတော့ဒါပေမဲ့အတွေးကြုံပါပဲဆိုတော့အဲ့လိုမျိုးစစ်တဲ့အခါမျိုးမှာနောက်အဲ့ဒီကျွန်တော် Google community မှာတယောက်ဖြေတဲ့ပြောပြခါမှာသူကဒီခါဒါရိုက်ဖြေတာမင်းရဲ့အဲ့ဒီ web page UI တွေဒီ Lumen database ကိုရောင်းတယ် DMCA complaint တက်ပြီးတော့ Lumen database တွေကိုရောင်းတာဆိုတော့သူကတခါလေးကျွန်တော်ကို link ပို့တာဆိုတော့နော်နည်းနည်း short ဖြစ်တော့တယ်ပေါ့နော်ဟိုကျွန်တော်လည်းဟိုဒီ SEO ဟိုလေးလာတော့က Lumen database ကိုဖတ်ပွင့်ပဲရှိလိုက်တာဒါပေမဲ့ဘယ်လိုဖြည့်ရှင်းရမလဲကျွန်တော်လည်းမသိဘူးဆိုတော့ကျွန်တော်ဆိုတော့ရှားတာပေါ့နော်ဘယ်လိုဖြည့်ရှင်းရမလဲဘာညာဆိုတော့သူကဒီတရားရောက်ကပေါ့နော်ကျွန်တော်ခုနပြောတယ်နော်တရားရောက်ကနေပြီးတော့ရင်ဒီသူရဲ့ content နဲ့ဟိုပေါ့နော် copyright ညီလို့ဆိုပြီးတော့ရင်သူကတင်လိုက်တော့ကျွန်တော်တို့က Google ကိုတင်လိုက်တော့ Google ကနေတဆင့် Lumen database ကိုသူကထည့်လိုက်တဲ့သဘောမျိုးဖြစ်မဲ့ထင်တယ်အဲ့တော့ကျွန်တော်ရဲ့ website ဒီလုံးဝမဖော်ပြတော့ဘူး Google search ကျွန်တော်အဲ့ဒီ web page ဒီ home page တစ်ခုတည်းဒီလုံးဝမဖော်ပြတော့ဘူး Google search မှာကျွန်တော်တို့ကလည်း home page ဆိုတာကအရေးကြီးတယ် website မှာလုံးဝမဖော်ပြတော့ဆိုတော့ဖြည့်ရှင်းတဲ့နည်းလမ်းကိုကျွန်တော်မေ့ကြည့်တယ် Google ပါပဲကျွန်တော်တို့ Google လူတွေကိုပဲကျွန်တော် Google မှာပဲကျွန်တော်ပြန်မေ့ကြည့်တယ်ဆိုတဲ့အခါကျတော့ဘယ်လိုပြောမလဲမဟုတ်သူရဲ့ဒီ Lumen database ဆိုတာကတကယ်တမ်းကျတော့ဒီသူတို့က organization တစ်ခုလိုပုံစံမျိုးလုပ်တာ Google ကနေပြီးတော့ရင်ဒါဒီဟိုဘယ်လိုပြောမလဲပေါ့ဒီ result ကို remove လုပ်တဲ့ complaint ဟိုပါနော် DMC complaint ကြီးလို့ remove လုပ်တဲ့ဟာတစ်ခုပဲဖြစ်ဖြစ် Lumen database ထဲမှာရှိမယ်ထင်ပါတယ်ကျွန်တော်ညံမင်တလောက်ပြောရမယ်ဆိုရင်တချို့နောက်ွယ်မှာကျွန်တော်ညံမင်ရဲ့အပိုင်းလည်းရှိနိုင်တယ်ပေါ့နော်အဲကျွန်တော်ကကြုံမှုတယ်လောက်ပဲကျွန်တော်ပြောပြနိုင်တာပေါ့နော်ဆိုတော့အခါမျိုးမှာကြတော့ Google ဖက်ကပြောတာကကြတော့ဘယ်လဲဆိုတော့ဒါသူရဲ့ rules အတိုင်းပဲပေါ့နော်မင်းရှင်းနေနဲ့နေပြီးတော့ရင်ဒါကိုတည်တည်ရှာနေပြီးတော့ရင်သူကတင်ပါအဲ့လိုမျိုးသူကပြောတယ်တစ်ဖက်ကပြန်တွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်နိုင်ငံရဲ့အနေအထားပေါ့နော်ကျွန်တော်တို့မှာဒီ website မှာထည့်တဲ့ content တွေကသူများနိုင်ငံမှာဆိုရင်တော့ဒီသူရဲ့ content တွေကိုတကယ်ဥမာဘယ်လိုပြောမလဲ trademark တီထွာတော့ကျွန်တော်ရှိကောင်းရှိလိမ့်မယ်ထင်တယ်အဲ့ကျွန်တော်တို့မှာကြတော့ website တစ်ခုမှာထည့်ထားတဲ့ content ကအဲ့လောက်ထိတော့ဘယ်လိုမျိုးနော်ဒီတိုင်းထည့်လိုက်ကိုယ့်ရဲ့ website မှာဖော်ပြထားတဲ့ content တစ်ခုပဲဖြစ်မယ်ထင်ပါတယ်ဆိုတော့သူတို့ပြောတာကကြတော့မှရှင်းနေတွေပါတယ်နဲ့ပေါ့နော်သဘောတရားကဒါမှအဲ့လိုမျိုးဒီ company license တွေနဲ့ဗာနဲ့အဲ့လိုမျိုးပေါ့နော်ဒီရှာသူတို့ဘက်ကိုတင်ရမှာအဲ့လိုမျိုးပြန်ပြောတယ်ဆိုတော့ကျွန်တော်ကနေပြီးတော့ရင်အဲ့ Lumen database ကိုကျွန်တော်က email လမ်းပို့တယ်ကျွန်တော်ဖြစ်နေတဲ့ပြဿနာပေါ့နော်ဒီဟာဒီဒီလိုဖြစ်ပါတယ်ကျွန်တော်တို့ဟိုမှာ website တွေလည်းအသက်ပြင်ထားပြီးပြီမရှိဘူးဆိုတာကိုပြောတယ်ဆိုတော့ Lumen database ကနေ email ပို့တဲ့အခါမှာကျတော့ email အရင်ရှည်တယ် organization ရဲ့သဘောတရားပေါ့နော် email ကအရင်ရှည်ပြီးတော့သူတို့ပြောပြတာပေါ့နော်ဟိုဒါသူတို့ direct လုပ်လို့မရဘူးGoogle ဘက်ကနေသူတို့ကလုံမရတာအဲ့တော့မင်း Google ကိုတင်ရမယ်ဆိုတော့ဖြည့်ရှင်းတဲ့ပြဿနာကအယိုးရှင်းဆုံးပြဿနာကဘာလဲလို့ဆိုရင် counter notice ပြန်တင်လို့ရတယ် Google ကိုဆိုတော့အဲ့ဒီမှာတော့ပြီးတော့ရင်ကျွန်တော်တို့က Google ကိုကျွန်တော်တို့ counter notice ပြန်တင်ရပါတယ်ဆိုတော့ဒါအယိုးရှင်းဆုံးဖြစ်တယ်လို့ထင်ပါနော်ကျွန်တော်ကဆိုတော့အဲ့မှာကျွန်တော်ဒီ found တွေတည်ရှာဖြစ်ပြီးတော့ရင်ကျွန်တော်အသေးစိတ်ပေါ့နော်ဒါကဒီလိုဖြစ်ပါတယ်တကယ်မဖြစ်တော့ဘူးဘာဖြစ်တာကိုသူတို့ကအသေးစိတ်ပြန်ပြောပြပါတယ် Google ကိုအဲ့တော့ Google ဘက်ကနေပြီးတော့ရင်တင်တဲ့အခါမှာကြတော့2ရက်လောက်ပဲစောင့်လိုက်ရပါတယ်စောင့်လို့ပြီးတာနဲ့ဟိုကျွန်တော် Google search မှာပုံမှန်တိုင်းဖော်ပြတော့ပါတယ်ဒါပေမဲ့တစ်ခုသိကြရမှာကကျွန်တော်တို့ရဲ့ website ဒီ Lumen database ထဲမှာရှာကြည့်လိုက်တယ်လို့ဆိုရင်ဒါ Lumen database ထဲမှာရောင်းနေဆိုရင်ခုနပြောသလိုမျိုး Google search ကနေဖယ်ရှားခံရလိမ့်ဒါမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကနေပြီးတော့ counter notice Google ကိုတင်လိုက်တာဖြစ်တဲ့အတွင်းနဲ့Google ပုံမှန်တိုင်းကိုယ့်ရဲ့ website တွေဖော်ပြတယ်ဒါပေမဲ့ဒီ Lumen database ထဲမှာတော့ history အနေနဲ့ကတော့ကျန်နေတယ်မပြတ်ဘူးကျွန်တော်သိသလောက်ကတော့ကျွန်တော်ရှိနေပေါ့နော်ပြောရမယ်ဆိုရင်တော့
မပြစ်ဘူးဒါပေမဲ့လက်ရှိပုံစံရမှာဆိုရင်တော့သူကဥပမာသူရဲ့ခုနှစ်အရာပေါ့နော်ဘယ်အချိန်တုန်းက counter notice ဖြစ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုး history တခုတော့ကြံနေခဲ့တယ်ဒါပေမဲ့ဘယ်လိုပြောမလဲ Google ကနောက်ထပ်ဘယ်လိုပြောမလဲပေါ့နော်ဟို reaction တခုမရှိတော့ဘူးပေါ့သူ့ပုံမှာနောက်ထပ်ထပ်လာတဲ့အသက် reaction မရှိတော့ဘူးအဲကြောင့်ကျွန်တော်တို့ရဲ့ website ဒီပုံမှန်အတိုင်း Google search မှာဖော်ပြပါတယ်ဆိုတော့ဟုတ်ပြီအဲ့ဒါကကျွန်တော်ဖြေရှင်းလိုက်တဲ့ကိစ္စတစ်ခုနောက်တစ်ခုကဘယ်လိုလဲဆိုတော့အဲ့ဒီ website ဒီသူများစီက content ကို copy ကူးပြီးတော့ရင်ကိုယ့်ရဲ့ website မှာထည့်ထားတာမဟုတ်တော့ဘူး 90% ကျွန်တော်တေချာလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်သူရဲ့ issues ကိုကြည့်လိုက်တာပေါ့နော်ဖြစ်နိုင်တဲ့ပြဿနာကဘာလဲလို့ဆိုရင်ကျွန်တော်ကြုံဘူးသလောက်ပေါ့နော်ဒီနေရာမှာကျွန်တော်ညံမမီတဲ့အပိုင်းလည်းရှိမယ်တချို့ဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်နဲ့ဒါ first experience ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ရင်တခြားတွေလည်းကြုံဘူးတဲ့လူလည်းရှိပါလိမ့်မယ်သူကနေပြီးတော့ရင်ဒီ website ကိုဒီ website ထဲမှာ content ကိုသူများ website ကနေ copy ကူးထားတာတော့မဟုတ်တော့ဘူးဖြစ်နိုင်တာကဘာလို့ဆိုတော့ဘယ်လိုဖြစ်နိုင်လဲဆိုတော့အဲ့ဒီ website ဒီအဲ့ဒီအချိန်တုန်းက2020နဲ့2022ကဆိုတော်တော်ကြာပြီပေါ့နော်အဲ့အချိန်တုန်းကအဲ့ website ဒီ malware ဖြစ်တဲ့တခုခု attack ခံရတာမျိုးတခုခုဖြစ်လိမ့်မယ်လို့ယူဆတယ်ကျွန်တော်ကြုံဘူးတလောက်ထင်ပြပြတာပေါ့နော်လူမျိုး hack ခံရတာတော့မဟုတ်ခက်ရင်တောင်မှတခုခုပေါ့နော်ဒီmalware တခုခုဖြစ်ခဲ့တာမျိုးဖြစ်ခဲ့လိမ့်မယ်တော်တော်ကြာပြီပေါ့နော်တော်တော်ကအဲ့ဒီအချိန်တုန်းမှာဆိုတော့သူရဲ့ content ဒီသူသဖြင့်ဒီ meta title တို့ meta description တို့မှာ content တွေပြောင်းသွားတာမျိုးဖြစ်ဘူးလေကျွန်တော်တို့ဆိုရင်အဲ့တော့ဥပမာ Russia စာတို့တရုတ်စာတို့အဲ့လိုမျိုးပေါ့နော်ဒီ language တွေပြောင်းသွားတာမျိုးဖြစ်တတ်တယ်ဆိုတော့သူတင်ထားတဲ့ပုံစံအရဘောနော်ဒီ website ကိုသူတို့ဘက်မှာ DNCA complaint Google ဘက်ကိုတင်ထားတဲ့ပုံစံမျိုးကလည်းသူရဲ့ content အရေးအသားတွေဒီမြန်မာအင်္ဂလိပ်စာရင်လည်းမဟုတ်ဘူးတခြားသောပုံစံတွေနဲ့အဲ့လိုပုံစံတွေနဲ့ဖြစ်တယ်ကိုယ့်ရဲ့ website မှာသူများစီက content ကို direct copy ကူးပြီးမှ DNCA complaint တက်ပြီးတော့ရင် Lumen database ကိုဝင်တာမဟုတ်ဘဲနဲ့တခုခုသောဒီဘယ်လိုပြောပါလဲပေါ့နော် website တစ်ခုလုံးကို hack ခံရတာမျိုးပုံနဲ့ security တစုံတစ်ခုကြောင်းရဲ့ဖြစ်ကိုယ့်ရဲ့ဒီတခြားသောစိတ်ပိုင်းတွေမှာဥပမာ meta title တို့ description တချို့သောစိတ်ပိုင်းတွေမှာ content changes တစ်ခုခုဖြစ်တော့ရင်လည်းဒါက DNCA complaint တရားကတင်လို့ရနိုင်တယ်မျိုးဖြစ်နိုင်တယ်အဲ့ဒါကြောင့်အဲ့ဒီ website ဒီအဲ့လိုမျိုးဖြစ်တာလို့ကျွန်တော်ပို့ပြီးတော့ယူဆတယ်။ဒါဆိုတော့အဲ့ဒီ company လည်းသူများစီကအဲ့လောက်ထိဒီကိုနဲ့မသက်ဆိုင်တဲ့တရုပ်စာတွေကိုရာရှော့စာတွေကိုတော့ပြီးတော့ copy ကူးမှာမဟုတ်ဘူး။ဒီလိုမျိုးရှင်တွေကြောင့် DNCA complaint ရိုက်ပြီးတော့ရင် complaint ဖြစ်ပြီးတော့ရင်ဒီ Lumen database ကိုဝင်ပြီးတော့ရင်ဒီလိုမျိုးကြုံရတာမျိုးတွေဖြစ်နိုင်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ website ကိုကျွန်တော်လိုမျိုးကြုံခဲ့တယ်တော့ထူးထူးခြားခြားပေါ့နော် home page တစ်ခုတည်းဒါမှမဟုတ်ဒီ web page တစ်ခုတည်းလုံးဝရှာမတွေ့ဘူးလို့ဆိုရင် Lumen database ကိုလည်းတော့ပြီးတော့ဆက်စစ်ကြည့်ပါအဲ့တော့ကျွန်တော်တို့ Google community ပေါ်မှာ Google လူတွေကိုပြောလိုက်သေးတယ်ဖြည့်ရှင်းတော့ပြီပေါ့နော် counter notice ပြန်တင်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့အဆင်ပြေတော့တယ်ဆိုတော့သူတို့ကမှဟုတ်လားတဲ့အဲ့လိုမျိုးပေါ့နော်သူတို့ကဒီငါလည်းတတိမထားရင်ပေါ့နော်အဲ့ဒါကိုအဆင်ပြေတော့ဘာပြီပေါ့နော်သူတို့အဆင်ပြေတော့ဖြစ်တယ်ပေါ့ appreciate လုပ်တယ်ပါအဲ့လိုမျိုးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ